နေရာတစ်ခုလုံးချက်ချင်းတိတ်ဆိတ်သွားပြီးနောက်လှိုင်းလုံးလိုမျိုးတံများနဲ့အားကျချီးမြှင့်တံတွေပောက်ကွဲထွက်လာခဲ့တဲ့လေထိတ်တောင်လန်သွားမလားထင်ရလောက်အောင် Captain ကအယမ်းမိုက်တယ် Professor ကိုအမြဲတမ်းအသက်ရှိပါစေငါကမနာမနာစိတ်ထဲမှာပြောလိုက်တယ် Conversion Targaryen Block ရွှေရောင်လင်းတောက်ပစွာပောက်ကွဲထွက်လာပြီးငါအိတ်ထဲရှိတန်လုံးအရေအတွက်ကချက်ချင်းမကုန်နိုင်တဲ့အနေအထားဖြစ်သွားတယ် Iron Blocks ဒါကတကယ်တန်ဖိုးရှိတဲ့အရင်းမြစ်ပဲအလုတ်ဆက်လိုက် Shotgun တွေကိုခန်းသားတွေနဲ့အစားထိုးရမယ့်အချိန်ရောက်ပြီချက်ချင်း Tier 2 Arsenal ကိုအဆင့်မြင့်တင်ပြီး Assembly Line ကိုအပြည့်အဝဖွင့်လိုက်တယ် Refined Iron Hand Crossbows, Longswords, Armor တွေကိုတောက်လျှောက်ထုတ်လုပ်နေတယ်ရှေ့တန်းဆင်းတဲ့လူ9ယောက်ဖွဲ့ကတော့အားလုံး Green Tire ကြအပြည့်နဲ့ Zoga Spartan Valkyrie လူ Refined Iron Tor Shield ကိုကျောမှာထမ်းထားတယ် Luna က Short Blade နှစ်လက်ကိုတပြိုင်နက်ကင်ထားပြီးတက်ဖြတ်ခြင်းနဲ့တော့ပြင်းပြင်းနဲ့နောက်မှာကြံနေတဲ့မိန်းကလေးကို15ယောက်လုံးလဲ Refined Iron Hand Crossbows တွေနဲ့အပြည့်အဝလက်နက်တပ်ဆင်ထားတယ်ညနေချိန်မှာငါတို့9ယောက်ပြန်လဲကျွန်းပေါ်ဆင်းတယ်မိုးရွာတစ်တော်တဲ့ဝင်တာနဲ့ Mantis တကောင်ခုန်လာတယ်Luna ကချက်ချင်းမမြင်နိုင်အောင်ပြောင်းပြီးတားလိုက်တယ် Zoga Shield နဲ့ထိုးပုတ်လိုက်ပြီးတစ်ပင်တစ်ပင်ပေါ်ကိုတိုက်ထုတ်လိုက်တယ် Chillo, Sophie နဲ့ငါတို့3ယောက် crossbow တွေနဲ့တပြိုင်နက်ပစ်လိုက်ပြီး Mantis ကိုတစ်ပင်ပေါ်မှာပဲတိုက်ခိုက်တက်ဖြတ်လိုက်တယ်မိနစ်30ခန့်အမှောင်ထဲရှေ့ဆက်သွားပြီးနောက်တစ်သားအခြေခံခန်းတစ်ခုကိုတွေ့တယ်အရန်ဆင်းရဲပြီးအားနည်းနေတဲ့ Barbarian 8ယောက်မီးဝိုင်းပြီးထိုင်နေကြတယ်အလဲမှာ Scar ရှိတဲ့ Russian လူကြီး Pirate Boss Boris သူကငါတို့ကိုမြင်တာနဲ့မျက်လုံးတွေထွက်လူနီးပါးဖြစ်သွားတယ် ကောင်းတဲ့ Middle Armor, Iron Swords အလှမိန်းကလေးတွေသူကမလိုလားတဲ့စကားတွေပြောပြီး Stone Axe ကိုကင်တာဒီနေရာကငါနေရာပဲ Armor ချွတ်လိုက်လို့អော်တယ်ငါကအားနည်းတယ်လို့မထင်ဘူး Beat him to death Lana ပျောက်သွားပြီးနောက်တစ်စက္ကန့်မှာသူ့နောက်မှာထွက်လာတယ်တစ်ချက်ဖြတ် Instakill Boris နဲ့သူ့လူတွေတိုက်ခိုက်လာတယ် Zoga Shield နဲ့တိုက်ပြီးလူ2ယောက်ကိုချက်ချင်းတက်လိုက်တယ် Chillo နဲ့ Sophie က crossbow နဲ့တိတိကျကျပစ်တတ်တယ်30စက္ကန့်အတွင်းမြေပြင်ပေါ်မှာအလောင်းတွေပြည့်နေတယ် Boris ကမူယူပြီးငါကောင်းကို X နဲ့ထိုးချလိုက်တယ် Too slow ငါ24 Constitution အတွက်အရာအလုံး slow motion လိုပဲငါ sword နဲ့တားလိုက်တယ် Clay သူ့ X ကိုတိုက်ပြီးဖျက်လိုက်တယ် sword tip ကိုသူ့လက်ပင်ပေါ်ထားပြီးဒီကျုံးကငါဟာပဲသဘောတူလား Boris ကဒူးထောက်ပြီးအသက်တောင်းတယ်သူ့စီကရင်ထောက်အကုန်ထုတ်လိုက်တယ်ကျုံးအတွင်းပိုင်းမှာ Gang Spider Boss တကောင်ရှိတယ် 7-colored light toad King of Gormans ငါပြန်လှည့်ပြီး Lona leave no one alive နောက်ထပ် order နည်းငယ်ပြီး camp တိတ်ဆိတ်သွားတယ်ဒီကဘာမှာ Weak or prey to the strong ညမှာ camp လုပ်ပြီးမီးဖို့ဖွင့်အစာချက်တယ်မနက်ဖြန် boss ကိုတတ်ဖို့ပြင်ဆင်နေတယ်နောက်တစ်နေ့ Spider Queen Erection ကိုတွေ့တယ်ကြီးမားတဲ့ Spider Body လူမိန်းမအပေါ်ပိုင်း Zoga စတင်တိုက်ခိုက် Spider Mobs အများကြီးထွက်လာတယ် Dragon Fire Sneak Attack အရာအလုံး almost ineffective နောက်ဆုံးငါ Dragon Knight Fusion activate လုပ်ပြီး Charge Slash သူမ weakness ကိုချိန်ပြီးတစ်ချက်ထိုး Crack Sword ကသူမခုတ်ကိုထိုးဖောက်သွားတယ်သွေးပေါက်ကွဲပြီး Spider Queen អော်တယ်ငါ Sword ကိုကင်ထားပြီး Devour activate လုပ်လိုက်တယ် Energy ပြန်ရောက်လာပြီး Constitution စိတ်ငါ Spirit 30 Boss ကိုအောင်မြင်စွာတက်လိုက်ပြီးအခမဲ့ Legendary Skill တစ်ခုကိုတိုက်ရိုက်ရခဲ့တယ် Spider Form Boom Spider Queen ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ဟာမြေပြင်ပေါ်ကိုပြိုကျသွားခဲ့တယ်ကမ္ဘာလုံးဆိုင်ရာကြီးညာချက်ထွက်လာပြီးပောက်ကွဲတယ်လို့ဖြစ်သွားတယ် Legendary Boss ကိုပထမဆုံးတက်ဖြတ်နိုင်မှု Reward အနေနဲ့ Epic Treasure Chest တစ်ခုရရှိအဖွဲ့ဝင်အားလုံးရဲ့ stat တွေတိုးတက်သွားပြီးတင်မောရဲ့ durability နှစ်ဆတိုးသွားတယ် World Channel ကတော့ချက်ချင်းပဲအရန်ရှုပ်ထွေးသွားတယ်ကျွန်တော်ကတော့မကြည့်ချင်လောက်အောင်ပဲအလုရှုပ်နေပြီးမြေပြင်ပေါ်က Epic Tier 2 Power Core Blueprint ကိုယူလိုက်တယ် Camp ကိုပြန်ရောက်တော့ခရမ်းရောင်လင်းဖြာနေတဲ့ Epic Treasure Chest ကိုထုတ်လိုက်တယ် Lily မင်းလှဲ့ပဲ Lily ကမျက်နှာလေးလှပွင့်ပြီးအသက်ရှူနက်နက်ရှိုင်းရှိုင်းယူလိုက်တယ် Runestone ကကျလာပြီးရွှေလင်းတောက်ပတ်လာတယ်အရန်ကောင်းတဲ့ Extreme Luck ကျွန်တော်ချက်ချင်းပဲ chest ကိုဖွင့်လိုက်တယ်အနီရောင်သွေးတောက်နေတဲ့နှလုံးတစ်ခုခုန်နေတော့မယ် Heart of Titan Epic Consumable
တင်မောကို level တစ်ခုခုကျော်ပြီးဓာတ်ရိုက်အဆင့်တက်စေနိုင်တယ်။ကျွန်တော်အရန်စိတ်လှုပ်ရှားနေတဲ့မိန်းကလေး19ယောက်ကိုကြည့်လိုက်ပြီးနောက်ဆုံးမှာ Lily ကိုမျက်စိတောက်တောက်နဲ့ကြည့်နေခဲ့တယ်။သူမလက်ချောင်းတွေကိုစိတ်လှုပ်ရှားနဲ့လှုပ်နေတယ်။ကျွန်တော်သူမစီကိုရှောက်သွားပြီးချင်းကိုမျက်နှာတင်လိုက်တယ်။ကျွန်တော်သူမမျက်လုံးကိုတက်တက်ကြည့်ပြီးပြောလိုက်တယ်။ Lily. ငါအမျိုးသမီးဖြစ်ပါဒီတင်မောရဲ့ဒုတိယ mistress ဖြစ်ပါ။ Lily ရဲ့မျက်လုံးထဲကမျက်ရည်တွေပေါက်ကွဲသလိုထွက်လာတယ်။3နှစ်တိုင်ချစ်ကြိုက်ထားတဲ့သူမအတွက်ဒီဟာကသူမရဲ့အိမ်မက်အကောင့်ထဲဖော်တာပါပဲ။ငါသဘောတူတယ်လို့អော်ပြီးကျွန်တော်ရင်ခွင်ထဲဝင်လာတယ်။ကျွန်တော်သူမမျက်ရည်တွေကိုနမ်းပြီးတုပ်ပေးလိုက်တယ်။သူမကအယမ်းပျော်ရွှင်လို့သတိပြတ်သွားတောင်ဖြစ်သွားတယ်။ကျွန်တော်သူမကို Captain's Cabin ထဲကိုတည်သွားပြီးအိပ်ယာပေါ်မှာတင်လိုက်တယ်။နောက်နေ့မှာ Lily ကရှက်ရွံ့နေပြီးနိုးလာတယ်။ကျွန်တော်အဖွဲ့သားအားလုံးကို deck ပေါ်မှာစုစည်းလိုက်တယ်။ Heart of Titan ကိုထုတ်ပြီး Captain's driving seat ထဲထည့်လိုက်တယ်။ Boom သွေးနီရောင်အလင်းတောက်ပြီးတင်မောတစ်စင်းလုံးကိုဖုံးလွှမ်းသွားတယ်။ deck ကအယမ်းမြန်ကျဲလာပြီးတန်တတုတွေအသစ်ပြန်တိဆောက်သလိုအတန်တွေထွက်လာတယ်။10မိနစ်အကြာမှာ3ထပ်မြင့်အလျား100မီတာအကျယ်30မီတာရှိတဲ့တန်တင်မောကြီးတစ်စင်းဖြစ်သွားတယ်။ Level 6 Void Ship Arsenal Medical Bay နဲ့ Ecological Garden ပါဝင်ပြီးအမှန်တကယ်ရေထဲက fortress တစ်ခုလိုဖြစ်နေတယ်။ဒီနေ့ကစပြီးဒီဟာပဲတကယ် Leviathan အားလုံးပြောနေချိန်မှာ Observation Tower မှာ Sappy ကអော်လိုက်တယ်။ Captain မိခိုးရောင်ပင်လယ်ထဲဝင်သွားပြီးရှေ့မှာတင်မောတစ်စင်းရှိတယ်။ကျွန်တော် binoculars နဲ့ကြည့်လိုက်တယ်။အနက်ရောင် pirate ship တစ်စင်း Wolfhead flag တင်ထားတယ်။ Captain Victor ကကျွန်တော်တို့ဘက်ကိုကြည့်ပြီးပြောလိုက်တယ်။မင်းတို့ရဲ့မိန်းကလေးတွေနဲ့ supplies တွေပေးလိုက်မင်းအသက်ကိုချမ်းမယ်။ကျွန်တော် weakness inside နဲ့ကြည့်လိုက်တယ်။ level 5ပျက်စီးနေတဲ့တင်မော Elena Carapace Legion စာနေလား Elena ကလက်ညှိုးလှုပ်လိုက်တာနဲ့ပင်လယ်အောက်ကကင်ဆာတွေလောပစတာတွေထွက်လာပြီး enemy ship ကိုဖျက်ဆီးလိုက်တယ်။တင်မောရေဝင်ပြီးတဖြည်းဖြည်းမြုပ်သွားတယ်။ Pirates တွေ deck ပေါ်တက်လာပေမဲ့Zoe, Lana, Kilo, Sappy တို့ကတယောက်ချင်းစနစ်တကျဖယ်ရှားလိုက်တယ်။ Victor က Berserk skill သုံးပြီးကျွန်တော်စီလာတိုက်တယ်။ Clay သူ့လက်ပြတ်သွားပြီးကျွန်တော်ဓာတ်ကိုသူ့လယ်ပင်မှာထားလိုက်တယ်။နောက်ဆုံး Victor ကိုတတ်လိုက်တယ်။ Storm Core တစ်ခုရရှိညမှာချောကမပျော်ပဲထိုင်နေတယ်။ကျွန်တော်သူမကိုခဲပင်ထဲခေါ်သွားလိုက်တယ်။အမိတ်မလိုက်တဲ့အတွက်ဒီညဒီမှာပဲနေရမယ်။သူမမျက်နှာနီသွားပြီးတိတ်တိတ်လေးနေခဲ့တယ်။အချိန်တိတိမှာမီးတောက်လေးတစ်ခုအစပြုဖို့နီးပါးဖြစ်နေချိန်ဘစ်တင်းကျပ်စွာအတန်မြင့်အရေးပေါ်အချက်ပေးတံတစ်ခုထွက်ပေါ်လာတဲ့ control panel ကသွေးနီရောင်လင်းနဲ့လှုပ်ရှားလာတယ်။ Blood Moon Brawl စတင်ပြီး12နာရီအတွင်းတင်မောအားလုံးရဲ့တီနေရာကိုမဖြစ်မနေဖော်ပြမယ် Captain ကိုတက်ပြီးပစ္စည်းတွေလူယူနိုင်ရင် Stormcore ကိုနှက်ဆက်ရမယ်။ထိတ်ဆုံး3နေရာကို treasure chest များပေးမယ်။ငါမျက်လုံးတွေချက်ချင်းတောက်ပလာတဲ့အိတ်ချင်တဲ့အချိန်မှာခေါင်းအောက်မှာခေါင်းအုံးတင်ပေးတယ်လို့ပဲ။ခေါ်စုဆောင်မှုအခွင့်အရေးရောက်လာပြီ။ Chilo ကိုထားပြီး Captain Cabin ကနေဓာတ်ရိုက်ထွက်ပြေးလိုက်တယ်။အားလုံး deck ပေါ်စုကြ။9မိနစ်အတွင်းမိန်းကလေး19ယောက်အပြည့်အဝလက်နက်တပ်ဆင်ပြီးရက်နေကြတယ်။မြေပုံပေါ်မှာထွက်ပေါ်နေတဲ့အလင်းမတ်တွေကိုမြင်ပြီးအနှဲငယ်ကြောက်ရွံ့မှုရှိလာတယ်။ဖုံးကွယ်ကြမလား။ Leviathan ကဒီဒေသမှာအထင်ရှားဆုံးပဲဖုံးလို့ရမလား။ငါလက်ထဲက longsword ကိုထုတ်ပြီးသွေးနီရောင်လာပြည့်ကိုညထဲမှာထိုးပြလိုက်တယ်။ဒီဟာက reward round တစ်ခုပါခေါ်ရယူဖို့ပဲအားလုံးစစ်ပြင်ဆင်။ Yelena ကချက်ချင်းလမ်းကြောင်းဆွဲပြီးအနီးဆုံးအလွယ်တကူထိုးဖောက်နိုင်တဲ့ပြစ်မှတ်ကိုရွေးလိုက်တယ်။ Leviathan ကလေရင်တောင်တက်သလိုလွှင့်ထိုးပြီးပြစ်မှတ်ကိုဓာတ်ရိုက်ဦးတည်သွားတယ်။နာရီဝက်အကြာမှာ level 4 raft တစ်စီးကိုတွေ့ရတယ်။သူတို့ကြောက်လန့်ပြီးပြေးဖို့ကြိုးစားနေကြတယ်။ဖြစ်ငါអော်လိုက်တယ်။ Refined Iron Hand Crossbows 100နီးပါးတပြိုင်နက်ပစ်ခတ်လိုက်တယ်။မြားမိုးကြီးကောင်းကင်တောင်ဖုံးလွှမ်းသလိုကျဆင်းလာတယ်။အော်တန်တွေညလည်ခေါင်ကိုထိုးဖောက်သွားတယ်။ raft ပေါ်ကလူတွေချက်ချင်းချောင်းထိုးခံထားတဲ့ hedgehog လူဖြစ်သွားတယ်။ Will Dog Captain ကိုတက်ပြီး Stormcore တရရှိဒီလိုတိုက်ခိုက်ရတာအရန်အာယုံထဲဝင်တယ်။ငါတင်မောရှိမှရက်ပြီးပင်လယ်လေးကိုခန်းစားရင်းမြေပုံပေါ်ကအလင်းမတ်တွေကိုကြည့်နေတယ်။နှက်ခမ်းမှာသွေးလောင်တဲ့အပြုံးတစ်ခုပေါ်လာတယ်။နောက်တစ်ခုကိုရှာပါ။ငါကန်ထဲကိုကြိုးဆိုပါတယ်။